အရှင်ဖျားမေးလျှောက်ခွင့်ပြုပါဖျားအမျိုးသမီးလေးတယောက်ကသူ့ဆံရွယ်ရှိကိုတန်ဃာတော်တွေအတွက်ခြေတုပ်လုပ်ပေးတာကုသိုလ်ရလားဖျားငွန်မြတ်တဲ့အလှူလားဖြေကြားပေးပါဖျားတဲ့ကုသိုလ်အလုပ်ကိုလုပ်တဲ့နေရာမှာပညာနဲ့တရားညီမျှဖို့လိုပါတယ်ပညာမပါဘဲလုပ်တဲ့အလုပ်ဟာကုသိုလ်ရဖို့ထက်အကုသိုလ်ဖြစ်ဖို့ကပိုများပါတယ်ငုံမြတ်မှုလည်းမရှိပါဘူးနော်ယဟန်တွေဟာအမျိုးသမီးတွေရဲ့ခန္ဓာကိုယ်ကိုဘယ်နေရာကိုမှထိလို့မရပါဘူးตายရတဲ့စိတ်နဲ့ထိမိမယ်ဆိုရင်ထိမိတဲ့ယဟန်ဟာတန်ခါဒိဋ္ဌိအဘတ်သင့်ပါတယ်ตายရတဲ့စိတ်နဲ့မဟုတ်ပဲရိုးရိုးသားသားထိမယ်ဆိုရင်လည်းပဲဒုက္ခအဘတ်သင့်ပါသေးတယ်ဘယ်လိုအကြောင်းကြောင့်နဲ့ပဲဖြစ်ဖြစ်ယဟန်တွေဟာအမျိုးသမီးတွေရဲ့ခန္ဓာကိုယ်ကိုဘယ်နေရာကိုမှထိလို့မရပါဘူးအဲ့ဒီလိုထိလို့မရတဲ့အတွက်ကြောင့်မိမိကကုသိုလ်စိတ်နဲ့လှုပ်လိုက်တာမှန်တော်လဲပဲယဟန်တွေမှာအဘတ်သင့်သွားပါတယ်ဒါကြောင့်ဒီလုပ်ရက်ဟာကုသိုလ်ရဖို့ဆိုတာထက်အကုသိုလ်ဖြစ်ဖို့ကလည်းပိုများသလိုငုံမြတ်မှုလည်းမရှိဘူးဆိုတာကိုသိထားဖို့လိုပါတယ်နော်